ဒီနေ့မှာတော့မြောက်ရီမြို့မှာကားမှန်တွေလိုက်ခိုးနေတဲ့သူကိုမိရင်စုငွေ9သိန်းစုချမယ်ဆိုပါတယ်အခုလိုကားမှန်တွေလိုက်ခိုးနေတဲ့သူဟာအတော်ကြာပြီလို့လည်းသိရပါတယ်ဗျဒီနေ့မှာတော့ CCTV ဗီဒီယိုဖိုင်လေးတက်လာပြီးတော့မိတဲ့သူကို9သိန်းစုချမယ်ဆိုပြီးတော့ပြောလာခဲ့တာပါအဲ့ဒီ CCTV ဖိုင်လေးကိုလည်းဖွင့်ပြလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါ Audio ဘိုင် Quiz or Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို Like and Subscribe မနှိပ်ကသေးရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါမြဝတီမြို့ရှိနေတဲ့လူတွေအားလုံးပေါ့နော်ဒီဦးလေးက4နာရီဆိုရင်သူက4နာရီ5နာရီဝန်းကျင်သူများအိတ်ကောင်းနေတဲ့အချိန်မှာဆိုရင်သူကကားရဲ့အမြဲတမ်းလိုက်ခိုးနေပါမယ်ကားမှန်တွေဒါနဲ့ဆိုရင်သူက3ခါမြောက်ပေါ့နော်ပထမတစ်ခေါက်ဆိုတော့ခွန်းလွတ်ပေးလိုက်တယ်ဒုတိယတစ်ခေါက်မှာဆိုရင်သူကတက်လာခိုးတော့တင်ရမလားမတင်ရမလားသူများတစ်ဖက်သားကားမှန်လေးနဲ့ပဲဆိုတော့မတင်တော့လို့သဘောထားပါပေါ့နော်ဒါမဲ့ဒီတစ်ခေါက်ဆိုရင်တော့3ချိန်မြောက်ရှိပါပြီ3ချိန်မြောက်ရှိရဆိုတော့သူ့ကိုအလွတ်မထားတော့ဘူးတွေးရှိတဲ့လူတိုင်းပဲနေရာမှာနေလဲဆိုရင်တိကျပြောရင်စုငွေ9သိန်းပေးပါမယ်နော်တစ်ဆက်ထဲမှာပဲတင်ကြီးဈေးတွေကစာရေးကိရိယာဆိုင်တစ်ခုမှာဆိုင်ပိုင်ရှင်ရဲ့ပတ်စံအိတ်ကိုမျိုးသမီးတဦးကခိုးယူခဲ့တဲ့ CCTV ဖိုင်လေးကိုလည်းကြည့်ရမှာဖြစ်ပါတယ်။ဟာကိုတူတူရတစ်ခေါက်မြောက်ပေါ့နော်သူလာကြည့်တာပေါ့နော်ချင်းလေးကိုအခုမမျိုးသားပတ်စံကိုအစွဲမှာသူထဲလိုက်တယ်ပေါ့နော်ထဲလိုက်တော့သူအနောက်ကနေတေချာရွရက်ပြီးကြည့်နေတာပေါ့နော်ဒါသူပတ်စံထဲတော့သူတွေ့သွားတယ်တေချာကိုတွေ့သွားတော့အခုသူတေချာစဉ်းစားနေတယ်ညီတို့ဆိုင်မှာလည်းဝယ်သူကြတယ်ဆိုရင်ပေါ့နော်ဝယ်သူဈေးပေါ့လူကြနေပြီဆိုလို့ရှိရင်ပေါ့နော်တေချာပြန်ပြီးတော့ပေါ့နော်ဂရုမဆိုင်မိလိုက်ပေါ့နော်ညီမတို့အားနဲ့ချက်ပေါ့အဲ့တခုကတော့လေအားနဲ့ချက်တခုဖြစ်တာပေါ့နော်ဂရုတေချာမဆိုင်လိုက်ဘူးပေါ့နော်ဟိုတေချာမကြည့်ဘူးပေါ့နော်နောက်သူကလည်း2ခေါက်3ခေါက်ရှိပြီပေါ့နော်ဈေးလာမေးတယ်မေးပြီးပြန်ထွက်သွားတယ်ဈေးလာမေးပြန်ထွက်ဆိုတော့ဟိုကလည်းသူဘယ်မှဆိုင်မိလိုက်ဘူးပေါ့နော်အော်သူဒီတိုင်းပဲဈေးပဲလာမေးတာတကယ်ဝယ်မဲ့လူမဟုတ်ဘူးဆိုပြီးတော့ပေါ်စားလိုက်တာပေါ့နော်ဟိုညီမအဲ့ဒီဆိုင်ရဒီကောင်မလေးကဒီခုံပေါ်မှာသွားပြီးကိုမဘူးတော့တင်လိုက်တယ်ပေါ့နော်ကိုမအိတ်လေးတွေအဲ့တော့သူအကြံတစ်ခုရသွားနေတူပါတယ်အဲ့ဒါသူအဲ့ဒါလာမေးလိုက်မယ်အခုလာမယ်ကြည့်သူအဲ့ဒါလေးဈေးလာမေးလိုက်မယ်သူအဲ့ဒါကိုစောင့်ကြည့်နေတာလာပြီနော်လာပြီးတော့သူကိုမအိတ်ကင်ပြီးတော့သူဈေးမေးတယ်မေးတော့သူဈေးလဲတေချာဖြေပေးလိုက်တယ်ပေါ့နော်သူမဝယ်ဘူးပဲထင်တာပေါ့နော်သူကလည်းတေချာဝယ်ကောင်းစားကောင်းတဲ့ဦးတေးချာချာကိုလာတာပေါ့နော်အဲ့တော့သူအိမ်မှာဈေးမေးတယ်ခဏကောင်းစားတယ်ပေါ့နော်အခုသူဈေးမေးပြီးသူဟိုဘက်ပြန်လဲသွားပြီသူဟုတ်ကဲ့ပါအားလုံးပဲသတိထားကြပါအလစ်တုံးမဲ့သူတွေခိုးမဲ့သူတွေကအချိန်ပြည့်ဆိုသလိုစောင့်ကြည့်နေတာပါဒါနောက်တစ်ချိန်သူထက်လာတာပေါ့နော်နောက်တစ်ချိန်ကိုသူအချိန်လေးလာကြည့်တာသူတခိုးမှပတ်စံခိုးတော့မှာပေါ့နော်အခုကလေးမလေးကိုဟိုမေးဒီမေးထက်လို့ပြန်ပါတယ်ပေါ့နော်အခုသူဖုန်းလေးကိုကြည့်လိုက်သူဟိုဘက်မေးလိုက်ဒီဘက်မေးတာအာယုံလေးဟိုဘက်ကကောင်မလေးကိုအာယုံဟိုဘက်ကိုလွှဲပြီးတော့ပေါ့နော်အစွဲလေးကိုတစ်ချက်သူထပ်ဖွင့်လိုက်တယ်တစ်ထစ်ဖွင့်လိုက်တာပေါ့နော်မြန်မာဆိုင်ကကလေးမလေးကလည်းပေါ့ဆတာပေါ့နော်တတိမထားမိပေါ့နော်အစွဲနာမှာပတ်စံထဲတဲ့အစွဲနာမှာကိုသူမကယူမဆိုင်ဦးဒါသူနောက်တစ်ခေါက်ဆွဲလိုက်ပြီးမှာပတ်စံယူလိုက်ပြီးသူဖုန်းချတဲ့ထည့်ပြီးအန်ဆွဲတော့သူကပြန်ပိတ်သွားသေးတာနော်သူအန်ဆွဲတော့ပြန်ပိတ်သွားသူဖုန်းချတဲ့ပတ်စံယူပြီးထည့်ပြီးသွားပြီဦးဒါသူပြီးသွားပြီသူယူပြီးသူထွက်ပြေးသွားပြီပေါ့နော်ဟုတ်ကဲ့ပါဒီနေ့မှလည်းပြင်းအောင်ကားကွင်းမှာကုန်ကားတစ်စီးရက်နေရင်းနဲ့မိထလောင်ခဲ့တဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါတယ်ကျွန်းရွှေဝါလည်းရွှေတန်လင်းဝင်းထဲမှာလို့သိရပါတယ်ဘာကြောင့်လောင်နေဆိုတာတော့မသိရသေးပါဘူး။၎င်းဖြစ်စဉ်ဗီဒီယိုဖိုင်လေးကိုလည်းဖွင့်ပြလိုက်ပါတယ်။ပြီးတော့တလင်ဝင်းထဲမှာကားမီးလောင်နေပါတယ်။ကားတစ်စီးတော့ဆက်လက်ပဲတစ်စီးတော့ရက်တိုင်းနဲ့မီးလောင်တာပေါ့နော်။ရှင်တွေကတော်တော်ဆိုးပါတယ်ကုန်ပါပြီ။နော်ရပြီ။ကျေးဇူးတင်ပါတယ်။အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ Audio ဘိုင် Quiz ပါ